I've been crying all day 'cause I had big problems. No one told me that growing up was so hard. ဒီနေ့မှာတော့အိမ်မွေးခွေးကလေးတစ်ကောင်ကနေတောရိုင်းဝင်ပလွေတက်တိုက်ငယ်ခေါင်းဆောင်ဖြစ်လာသူ back ဆိုတဲ့ခွေးကလေးတစ်ကောင်အကြောင်းရိုက်ကူးထားတဲ့ဇာကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဇလန်အစမှာတော့ဘက်ကကယ်လီဖိုးနီးယားကတရားသူကြီးတယောက်ရဲ့ခံရတဲ့အိမ်ကြီးမှာပြည့်စုံစွာနဲ့နေထိုင်ခဲ့ရပါတယ်။သူဟာစိန့်ဘာနက်နဲ့စကော့တလန်သူထင်းခွေးတို့ရဲ့ကောင်းကွက်တွေကိုရရှိထားတဲ့ဂိုလုံးကိုထဲကြီးမားထွားချိုင်းတဲ့ခွေးကြီးတစ်ကောင်ပါ။အလိုလိုက်ခံထားရတဲ့ဘက်ကအိမ်မှာတောင်းကျန်းယုံနဲ့မပြီးပဲအပြင်းမှာလည်းတောင်းကျန်းတက်ပါသေးတယ်။ဒါပေမဲ့တရားသူကြီးရဲ့ခွေးမှန်သိနေတော့ဘယ်သူမှမထီရဲကြပါဘူးလှုပ်ချင်ရလှုပ်ပြီးပြန်လာတဲ့ဘက်ကအိမ်ပြန်ရောက်ပြီးဆိုရင်လည်းမိဘခန်းတဲ့ကိုဘိုက်ပြေးဖို့အတွက်ခုံပေါက်ပြီးသွားတတ်ပါတယ်သူပြန်လာရင်ချမ်းတော့ပါရောက်ကြတဲ့ကတည်နေတဲ့စဖိုးမိုးတွေကလည်းရှိသမျှအစားအသောက်တွေကိုသိမ်းရပါတယ်ဒီမိကတရားသူကြီးရဲ့မွေးနေ့ဖြစ်တာကြောင့်အိမ်မှာဧကန်မှုပြင်းစင်နေချိန်ဘက်ကအစားတောက်ဒီနာကမခွာတာကြောင့်အိမ်အပြင်ကိုဆွဲထုတ်ထားရပါတယ်တခင်ကသူ့ကိုအသေးချာမှာထားပေမဲ့ဘက်ကထုံးစံတဲ့အတိုင်းစိတ်မထိန်နိုင်လိုက်ပဲတောင်းကျမ်းလိုက်မိတာကြောင့်ပါတီပွဲပါပြတ်သွားခဲ့ကြပါတယ်အမားလို့ပြီးရင်မျက်နှာငယ်ပြရတဲ့ဘက်ကိုအဖြစ်ကိုတုံးတက်နိုင်အောင်အဲ့ဒီညာကအပြင်မှာပဲအိတ်ခိုင်လိုက်ပါတယ်ဒီလိုအေးအေးဆေးဆေးနေရတယ်သူ့ဘဝဟာအဲ့ဒီညာမှာပဲကုံဆုံးသွားခဲ့ရပါတယ်ဘက်ရဲ့ထွားချိုင်းမှုကိုမျက်စိကျနေတဲ့ခွေးမောင်ကိုတမတဆုဟာဘက်ကိုအစာနဲ့များပြီးဖမ်းခေါ်သွားခဲ့ပါတယ်ဘက်ကလောကဒန်ရဲ့အပြောင်းလဲတစ်ခုကိုပထမဆုံးရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်လောင်အိမ်ထဲရောက်သွားတဲ့ဘက်ကတခြားခွေးတွေလိုမဟုတ်ပဲတစ်ချက်အရိုက်ခံရတာနဲ့ပါနဲ့စွာငြိမ်နေလိုက်ပါတယ်အခွင့်အရေးရတော့မှကျိုးကိုပြည့်အောင်ယုံပြီးလောင်အိမ်ထဲကထွက်နိုင်ခဲ့ပေမဲ့တင်မောတစီပေါ်ကိုရောက်နေခဲ့တာကြောင့်ဘက်လည်းဘာမှမတတ်နိုင်ခဲ့ပါဘူးဒီတင်ဘောကတော့မြောက်ပိုင်းဒေသယူကိုနယ်မြေကိုခုတ်မောင်းနေတာပဲဖြစ်ပါတယ်1896ခုနှစ်ဩဂုတ်လ16ရက်နေ့မှာ American လူမျိုးစူဇန်ရှာဖူရေးသမား George Carmack ဦးဆောင်တဲ့အဖွဲ့ဟာအေးခဲနေတဲ့မြောက်ပိုင်းယူကွန်ဒေသမှာရွှေထွက်ရှိကြောင်းကိုစတင်သိရှိခဲ့ပါတယ်။ဒီသတင်းပြန့်နှံ့သွားပြီးနောက်ပိုင်းသိန်းနဲ့ချီတဲ့လူတွေဟာရွှေတူးဖို့အတွက်အဲ့ဒီဒေသကိုခရီးသွားကြပါတယ်။ဒီလိုအေးခဲနေတဲ့နှင်းတော်ထဲမှာပစ္စည်းတွေတည်ဖို့အတွက်စဖားလဲတွေကိုအသုံးပြုကြရပါတယ်။အဲ့ဒီလဲတွေကိုဆွဲဖို့အတွက်ခွန်အားဗလာကောင်းတဲ့ခွေးတွေကိုအသုံးပြုကြပါတယ်။ဘက်ကလည်းအဲ့ဒီမြောက်ပိုင်းဒေသယူကိုနယ်မြေကိုလဲဆွဲဖို့အတွက်ရောင်းစားခံလိုက်ရတာပဲဖြစ်ပါတယ်။ပထမဆုံးအချိန်နင်းတွေကိုမြင်ဘူးပြီးပျော်နေတဲ့ဘက်ကလူတယောက်ကိုဝင်တိုက်မိတာကြောင့်ပြုတ်ကျသွားတဲ့အဲ့ဒီလူရဲ့ဘာချလေးကိုပြန်ကောက်ပေးလိုက်တာကြောင့်အဲ့ဒီလူကလည်းဘက်ကိုသဘောကျသွားပါတယ်အဲ့ဒီလူရဲ့နာမည်ကတော့ဂျွန်ပဲဖြစ်ပါတယ်ဂျွန်ကသူများတွေလိုရွှေရှားဖို့လာခဲ့တာမဟုတ်ပဲစိတ်တိုင်ရာတစ်ခုကိုကူစားဖို့အတွက်ခရီးထွက်လာခဲ့တာပဲဖြစ်ပါတယ်ဒီအချိန်မှာပဲခွေးဝဲသူရောက်လာတာကြောင့်ဘက်လည်းတခြားခွေးတွေနဲ့အတူနေရာယူလိုက်ရပါတယ်အားလုံးထဲမှာထွားချိုင်းလုံးနဲ့ဘက်ကိုပါရော့ဆိုတဲ့စာပို့တမကသဘောကျသွားပြီးဝယ်ယူလိုက်တာကြောင့်အခုဆိုရင်ဘက်ကအိမ်မွေးခွေးမဟုတ်တော့ပဲစာပို့ဆိုဖာဆွဲရမယ့်အလုပ်တမခွေးတကောင်ဖြစ်သွားခဲ့ပါပြီဆိုဖာဆွဲတဲ့ခွေးအုပ်စုထဲမှာခေါင်းဆောင်ခွေးကအရေးကြီးပါတယ်ဘဲခွေးညာခွေးတွေကိုသူ့ကိုပဲအဓိကတင်ထားရတယ်လို့ကြံတဲ့ခွေးတွေကသူ့ရဲ့ဥဆောင်မှုနောက်ကိုလိုက်ရပါတယ်ဒါကြောင့်လေခေါင်းဆောင်ခွေးကိုကြံတဲ့ခွေးတွေကကြောက်ရပါတယ်ဘက်ကတော့တွေ့ချင်းမှာပဲခေါင်းဆောင်ခွေးရဲ့မျက်နှာကိုအမိနဲ့ရိုက်မိခဲ့ပါတယ်ဘက်တို့အဖွဲ့ရဲ့ခေါင်းဆောင်ခွေးနာမည်က Spike ဖြစ်ပါတယ်ပါရော့ကသူတို့သွားရမယ့်လမ်းကြောင်းကိုသူ့ခွေးတွေကိုရှင်းပြနေပါတယ်သူပြောတာတွေကိုသူ့ခွေးတွေကနားလည်မယ်လို့လည်းထင်နေပါတယ်အ
တိရောက်လာတဲ့ဘက်ကိုတော့နောက်ဆုံးမှထားလိုက်ပြီးစပိုက်ဦးဆောင်တဲ့နောက်ကိုလိုက်ဖို့လဲမှားထားပါတယ်ဒါပေမဲ့အတွေ့အကြုံမရှိတဲ့ဘက်ကလဲဆဆထွက်ချင်းမှာပဲတရွတ်တိုက်ပါလာတဲ့အပြင်ယုံကိုငဲမိလို့လဲတစီလုံးကြောက်ထဲကျသွားခဲ့ပါတယ်ထုံးစံအတိုင်းလှုပ်ချင်တာလှုပ်ပြီးမျက်နှာငယ်ထားတတ်တဲ့ဘက်ကိုဘာရော့ကရှေ့ကဦးဆောင်တဲ့အတိုင်းဖြည်းဖြည်းချင်းလိုက်ခဲ့ဖို့ပြောပါတယ်ဒါပေမဲ့အတွေ့အကြုံမရှိတဲ့ဘက်ကတော့ရှားထွက်နေခဲ့ပါတယ်ညရောက်တဲ့အခါမှာလည်းအပြင်မှာမအိတ်တတ်တဲ့ဘာက friend night ကိုတဲအပြင်ကိုဆွဲထုတ်ပြီးသူကအထဲဝင်အိတ်ပါတယ် friend night လည်းခွေးဆိုတာအပြင်မှာအိတ်ရတယ်လို့ပြောပြီးဘက်ကိုတဲအပြင်ကိုပြန်ထုတ်လိုက်ပါတယ်ဘက်ကအင်းညမှာအနက်ရောင်ဝင်ပလွေတကောင်ကိုတွေ့ပါတယ်နောက်တစ်ရက်မှာလည်းရေခဲပြင်နဲ့အသားမကျတဲ့ဘက်ကရှေ့ကခွေးဒီဆွဲတဲ့အတိုင်းရွတ်တိုက်ပါခဲ့ပြန်ပါတယ်ဒါပေမဲ့မကြခင်မှာတော့ဘက်ကတင်လွယ်တက်လွယ်ရှိလာကြောင်းသူ့ရဲ့အလုပ်မှာကျွမ်းကျင်လာခဲ့ပါပြီ I just need to escape for a moment. Somewhere. I'll be hearing voices that guide တရက်မှာတော့ပါရော့ကအစာကျွေးတဲ့အခါဂန်းဆန်ခွေစပိုက်ကတခြားခွေးတစ်ကောင်စီကငါးကိုလူစားခဲ့ပါတယ်ဘက်ကစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ပြီးတော့သူ့ရဲ့ငါးကိုမစားဘဲကျွေးလိုက်ပါတယ်စပိုက်ကတခြားခွေးတွေကိုဒီလိုပဲဗိုလ်ချတတ်ပါတယ်ဒါပေမဲ့ဘတ်ကတော့သူ့ရဲ့ကျင်နာတတ်တဲ့သခင်တွေနဲ့အနီးကပ်နေခဲ့ရတာကြောင့်ပုံပန်ခွေးတစ်ကောင်နဲ့ပိုတဲ့အသိဉာဏ်မျိုးရှိနေခဲ့ပါတယ်ဒါကြောင့်တခြားခွေးတွေကိုအကူအညီပေးတတ်ခဲ့ပါတယ် because I have big problems. ဒီဒေတာရဲ့အဓိကအန်ဒီရီကတော့နရီယာတီတွေမှာရေခဲပင်တွေဟာအေးခဲမှုရောနေသွားတာကြောင့်ရေခဲတောင်ဖြိုကျမှုနဲ့ရေခဲမျက်နှာပြင်ကျွမ်းကျတာမျိုးတွေကိုအထူးသတိထားရပါတယ်။တရက်မှာတော့လဲဖြတ်ကူဖို့အတွက်ရေခဲပင်ကိုစစ်ဆေးနေတဲ့ friend night ကရေခဲပင်ကျွမ်းကျသွားခဲ့တာကြောင့်ဘက်ကပါရော့ထက်အရင်ရေထဲကိုခုန်ဆင်းသွားခဲ့ပြီး friend night ကိုကူညီဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ရေစီးနဲ့မျောပါသွားတာကြောင့်အပေါ်ကိုပြန်မတက်နိုင်ဖြစ်နေတော့အနက်ရောင်ဝန်းပလွေကိုနောက်တစ်ခါထပ်တွေးလိုက်ရပြီးတွေးတဲ့နေရာကနေပဲပြန်တက်လာနိုင်ခဲ့ပါတယ်။ Voices that guide me to my choices, but I never do what I want. အဲ့ဒီညမှာ friend night ကဘတ်ကိုကြက်ပောင်တစ်ချောင်းကျွေးလိုက်တာကို spike ကမကြည်မနက်ဖြစ်နေခဲ့ပါတယ်။ဘာတော့ကတော့စာပို့လာတဲ့တစ်ချောင်းမှာစာတွေကိုအချိန်မီပို့နိုင်တာမျိုးတခါမှမရှိသေးလို့အထက်အရာရှိကိုအာနာမီတဲ့အကြောင်းပြောနေခဲ့ပါတယ်။အဲ့ဒီညမှာပဲယုံတကောင်ကိုတွေ့လိုက်တဲ့ဘတ်ကတော့သူ့ရဲ့ဝါသနာတိုင်းလိုက်ဖမ်းနေပါတယ်။ဘတ်ကယုံကိုမိပြီးမဲ့တနာလို့ပြန်လွတ်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ spike ကဘတ်လွတ်ပေးလိုက်တဲ့ယုံကိုကိုက်တက်လိုက်ပါတယ်။ spike ကနောက်မှရောက်လာပြီးခေါင်းဆောင်ဖြစ်တဲ့သူ့ထက်ပိုအရေးပေးခံရတဲ့ဘတ်ကိုဦးချိုးဖို့စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီနောက် spike ကစတင်တိုက်ခိုက်ခဲ့ပြီးဘတ်ကပြန်မတိုက်ချင်တာကြောင့် spike ကအသာစီရနေခဲ့ပါတယ်။ဒါပေမဲ့ဘက်ကလဲကျသွားတဲ့အချိန်မှာအနက်ရောင်ဝင်းပလွေကိုရုတ်တရက်တွေးလိုက်ရပြီးပြန်လဲတိုက်ခိုက်ခြင်းစိတ်ဝင်လာပါတယ်။အဲ့ဒီအချိန်မှာနောက်လိုက်ခွေးတွေကသူတို့ရဲ့ခေါင်းဆောင်ဖြစ်စေခြင်းနဲ့ဘက်ကိုအားပေးနေကြပါတယ်။မပြီးသေးတဲ့တိုက်ပွဲမှန်းသိလိုက်တဲ့ Spike ကလည်းအဆုံးသတ်ဖို့အတွက်နောက်တစ်ချိန်ဘေးဝင်လာခဲ့ပါတယ်။ဒါပေမဲ့ဘက်ကပဲသူ့ကိုအဆုံးသတ်ပေးလိုက်တာကြောင့်စပိုင်လဲကြောက်လို့ရောရှက်လို့ပါထွက်သွားပါတယ်နောက်တစ်နေ့မနစ်မှာတော့ပြန်မလာတဲ့စပိုင်နေရာကိုဘက်က
သူ့သဘောနဲ့သူဝင်ယူထားပါတယ်။ဒါပေမဲ့ဘာရော့ကတော့သူ့ထက်အတွေ့အကြုံရှိတဲ့စီနီယာကိုပဲခေါင်းဆောင်နေရပေးဖို့လုပ်ပါတယ်။ဒါပေမဲ့အဲ့ဒီခွေးကရှေ့မှာမနေချင်တယ်လို့နောက်ပို့ခံလိုက်ရတဲ့ဘက်ကလည်းစိတ်ဆိုးသွားလို့မျက်နှာလွှဲနေပါတယ်။ဘာရော့မသိတာကိုခွေးတွေကတီးလို့ဖြတ်မှန်လို့ friend night ကဖြန့်ဖြာတော့မှဘာရော့ကဘတ်ကိုရှေ့ကိုပြန်ခေါ်လိုက်ပါတယ်။ အဲ့လိုနဲ့ဘက်ကခွေးအုပ်စုရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်ဘတ်ရဲ့ဦးဆောင်မှုကစပိုက်ရဲ့ဦးဆောင်မှုထက်ပူပြီးမြန်လွန်းနေလာကြောင်းပါရော့ကအန်အောနေခဲ့ပါတယ်။ဒါပေမဲ့သူတို့သွားတဲ့လမ်းမှာရေခဲတောင်ပြိုကျလာတာကြောင့်ပါရော့ကဘဲဘက်ကို꿰ခိုက်ပါတယ်။ဒါပေမဲ့ဘက်ကပြိုကျလာတဲ့တောင်အောက်မှာဝမ်ဘလွေအနက်ကိုတွေးလိုက်လို့အဲ့ဒီဘက်ကို꿰ပြီးပြေးပါတယ်။အဲ့ဒီတောင်အောက်မှာတော့လိုင်ကောင်းတစ်ခုရှိနေပါတယ်။ဘတ်ရဲ့ဆုံးဖြတ်မှုနဲ့အားလုံးအသက်ရှင်လွတ်မြောက်သွားတဲ့အပြင်ပါရုတ်အတွက်ပထမဆုံးစာကိုအချိန်မီပို့နိုင်သွားပါတယ်စာတွေကိုအချိန်မီပို့နိုင်လို့ဘာရုတ်တို့အဖွဲ့ကိုလူတွေကချီးကျူးခဲ့ကြပါတယ်။နောက်တနေ့မနက်မှာလည်းပြန်စာတွေကိုနောက်တနေရာကိုအချိန်မီပို့နိုင်ဖို့ထွက်ခွာလာခဲ့ပါတယ်။တိုက်ဆိုင်အဲ့ဒီမျိုးကိုရောက်နေတဲ့ဂျွန်ကသူ့ပို့ချင်တဲ့စာလေးတစ်စောင်ကိုအပြေးလာပေးပါတယ်။ဘာရုတ်တို့လဲကစထွက်နေပြီမို့မယူတော့ပေမဲ့ဘက်ကအသေးအတန်းရပ်ပြီးယူလိုက်ပါတယ်။ဘတ်တာစာဖတ်တဲ့သွားရင်ဘာရုတ်တောင်မလို့ပဲတကူတော့စာပို့နိုင်လောက်ပါတယ်။ဒါပေမဲ့စာဖို့လုပ်ငန်းကိုစွတ်ဖားလဲတွေအစားကြီးနှန်းဆက်တွေနဲ့အစားထိုးမိတ်စီမန်ကင်းကသူတို့နယ်အထိရောက်လာခဲ့ပါတယ်။ဘာရော့တို့နှစ်ယောက်လဲနဲ့ခွေးတွေကိုရောင်းပြီးရုံးထိုင်ဖို့တာဝန်ပေးခံရပါတယ်။နှစ်ယောက်လုံးကခွေးတွေကိုတန်ရောစင်ရှိပေမဲ့စိတ်မကောင်းစွာနဲ့ပဲထားခဲ့ရပါတယ်။ဒီလိုနဲ့ဘက်ကပိုင်ရှင်မဲ့ခွေးတကောင်ထပ်ဖြစ်သွားပြန်ပါတယ်။ပိုင်ရှင်မဲ့သွားတဲ့ဘတ်တို့အဖွဲ့ဟာနောက်ပိုင်ရှင်တရားကိုစောင့်နေရင်တရက်မှာတော့ဟက်လို့ခေါ်တဲ့လူတယောက်ကရွှေရှာဖို့အတွက်ဘတ်တို့အဖွဲ့ကိုဝယ်လိုက်ပါတယ်။သူတို့ရဲ့စွတ်ဖားကမနိုင်ဝန်တွေတင်ထားတဲ့အပြင်အောက်ခြေကခဲနေတာကြောင့်ခွေးတွေကမဆွဲနိုင်ဖြစ်နေပါတယ်။အဲ့ဒါကိုမသိပဲခွေးတွေကိုရိုက်ဖို့လုပ်နေတာကိုဂျွန်ကတွေ့တော့ဝင်သားလိုက်ပြီးစွတ်ဖားအောင်မှာရေတွေခဲနေတဲ့အကြောင်းပြောပြရင်သူကိုယ်တိုင်ပဲစွတ်ဖားကိုဖော်ပေးလိုက်ပါတယ်။မကြခင်ຫນွေဦးရောက်တော့မှာမို့အခုချိန်ရွှေရှာဖို့သွားတာဟာအန်ဒီရဲ့များကြောင့်ဂျွန်ကရှင်းပြပေမဲ့လောဘဇောတိုင်နေတဲ့ဟက်ကတော့လက်မခံပဲဆက်သွားပါတယ်ဂျွန်ကသူနဲ့မဆိုင်ပေမဲ့သူ့အပေါ်တကြီးမကကောင်းခဲ့ဘူးတဲ့ဘတ်ကိုမသေးစေခြင်းလို့ဟတ်တူနောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဂျွန်ထင်ခဲ့တယ်လို့ပဲနှင်းတို့ကနဲသွားပြီးမြေသားတွေပေါ်လာတဲ့ခရီးလမ်းမှာဘတ်တို့ခွေးအုပ်ကခက်ခက်ခဲခဲဆွဲနေရပါတယ်အတက်တွေမှနောက်ပြန်ရှော့ကြတော့ခေါင်းဆောင်ဖြစ်တဲ့ဘက်ကပဲတဖွဲလုံးကိုခြေစုံကန်ပြီးဆွဲပေးထားပါတယ်ခွေးတွေကမတန်နိုင်လောက်အောင်ပင်ပန်းနေကြပြီးခဲနေတဲ့မြစ်ကိုရောက်တော့ဘက်ကရှေ့ဆက်မတိုးပဲရက်နေပါတယ်ဒီနေရာကိုဖြတ်ဖို့အနေရများတယ်ဆိုတာဘ
ဘတ်တောင်တီးပေးမယ်ဟက်ကတော့မတီးတဲ့အပြင်တနက်နဲ့ချော့ပြီးမြစ်ထဲဆင်းခိုင်းနေပါတယ်အချင်းခိုက်ပါပဲဂျွန်ကပါတနက်နဲ့ရောက်လာပြီးဘတ်တို့ကိုလွှတ်ပေးဖို့ပြောလိုက်ပါတယ်ခွေးဟုတ်ကလည်းတလားလုံးတကောင်တည်းရုန်းကန်ခဲ့ရလို့ရှေ့ဆက်ဖို့အားမရှိတော့ပဲလဲကျနေတဲ့ခေါင်းဆောင်ကိုကြည့်ရင်စိတ်မကောင်းဖြစ်နေပါတယ်ဂျွန်ကအန်ဒီယာများလို့မြစ်သေးဆက်မသွားဘူးတားတာကိုဟက်ကရွှေလီကိုဂျွန်တယောက်တည်းလိုချင်လို့လိုက်နောက်ရှက်နေတာလို့ထင်နေပါတယ်အဲ့ဒါကြောင့်လဲနေတဲ့ဘက်ကိုထားခဲ့ပြီးကြံနဲ့ခွေးအုပ်နဲ့ဆက်သွားပါတယ်ဂျွန်လဲသူ့ကိုယ်ရဲ့ကြီးနေတဲ့ဘက်ကိုမနိုင်တနိုင်မာပြီးအိမ်ပြန်လာခဲ့ပါတယ်ဘက်ကဂျွန်ရဲ့အိပ်ယာပေါ်မှာနှစ်ရက်လောက်အိပ်ပျော်နေပြီးမှအားအင်အပြည့်နဲ့ပြန်နိုးလာပါတယ်ဘက်ကိုသွားချင်ရသွားခွင့်ပေးပြီးအရက်သွားတောက်နေတော့ဟက်ရောက်လာပြီးပြဿနာရှာပါတယ်မြစ်ထဲမှာရေခဲပြင်ကျွံကြလို့သူ့ပစ္စည်းတွေရောခွေးအုပ်ပါသွားပါတယ်သူ့ကိုဂျုံကရှူရီမရအောင်ချောက်ချထားတာလို့မစီမဆိုင်ပြဿနာရှာပြီးထိုးကြည့်နေတော့ဘတ်ရောက်လာပြီးဟက်ကိုခုံအုပ်လိုက်ပါတယ်တာဝန်ရှိတဲ့လူလေရောက်လာတော့မှနေကန်မဟုတ်တဲ့အပြင်တနက်ပါယူလာတဲ့ဟက်ကမောင်းထုတ်ခံလိုက်ရပါတယ်ဂျွန်နဲ့ဘတ်တို့အိမ်ပြန်ရောက်တော့ဂျွန်ကသူ့ဝေလာတဲ့အရက်ကိုဆက်တောက်နေပါတယ်အရက်တောက်တာမကြိုက်တဲ့ဘက်ကခွက်ကိုတိုက်ချလိုက်တဲ့အပြင်ပလင်းကိုပါအပြင်ယူသွားပြီးဖင်ခုထိုင်းထားပါတယ်ဘက်ကိုမဖယ်နိုင်တဲ့ဂျွန်လဲသူ့ဘေးမှာပဲဝင်ထိုင်လိုက်ပါတယ်ဂျွန်ကသူ့သားလေးကိုဆုံးရှုံးပြီးတဲ့ကမိမနဲ့ကွဲပြီးတယောက်တည်းအထီးကျန်ဝမ်းနေနေရခြင်းတွေမှာသူ့အတွက်အဖော်ဆိုလို့အရက်ပဲရှိတယ်လူဘက်ကိုရင်ဖွင့်ပါတယ်နောက်တနေ့မနက်မှာတော့ဂျွန်ကညံအလင်းပွင့်သွားတယ်လို့မျိုးသူ့သားလေးလှုပ်ချင်တဲ့အိမ်မက်ကိုသတိရသွားပါတယ်ဂျွန်ရဲ့သားလေးကစွန်စားကန်ဖွင့်ရတာကြိုက်ပြီးရှူရီတွေထက်တောင်တွေနဲ့တဘာဝတရားကြီးကိုစိတ်ဝင်စားသူဖြစ်ပါတယ်တောင်တွေရှိတဲ့နေရာကိုစွန်စားခရီးထွက်ဖို့ကသူ့ရဲ့ဆန္ဒဖြစ်တာကြောင့်ဂျွန်ကသူ့သားဖြစ်ချင်တယ်လို့ခရီးထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်နှစ်ယောက်သားကနူးလေတစ်စီးနဲ့စွန်စားခရီးကိုစတင်လိုက်ကြပါတယ်ညဘက်တွေမှာတော့စခန်းချနာပြီးဂျုံကဘက်ကိုအပြင်မှာမအိတ်ခိုင်ပဲသူနဲ့အတူအိတ်ဖို့ခေါ်ပါတယ်ဘက်ကလန်ခီမှာတခါမှမမြင်ဘူးတဲ့အရာတွေကိုမြင်ရတွေ့ရတဲ့အပြင်နှွေးထွေးတဲ့သခင်အသက်နဲ့စွန့်စားတွာလာနေရတာကြောင့်ပျော်ရွှင်တက်ကြွနေပါတယ်တရက်မှာတော့ကြမ်းတမ်းလွန်းတဲ့ရေစီးကြောက်သူတို့ရဲ့လှေကပျက်စီးသွားတဲ့အတွက်ခြေချင်းပဲခရီးဆက်ကြပါတယ်တစ်ဖက်မှာဂျွန်နဲ့ဘက်ကိုမကျေနပ်တဲ့ဟက်ကတနက်ကင်ပြီးဂျွန်ရဲ့အိမ်ကိုရောက်လာပါတယ်ဒါပေမဲ့အိမ်မှာလူရောခွေးရောရှိမနေပဲမြေပုံတစ်ခုကိုပဲတွေ့လိုက်ရတာကြောင့်ဂျွန်တော့ရွှေရှာဖို့ထွက်သွားပြီလို့ဟက်ကထင်သွားပါတယ်ရွှေပဲတည်တဲ့ဟက်ကဂျွန်ထားခဲ့တဲ့မြေပုံအတိုင်းသူတို့နောက်ကိုဆက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဘတ်တို့ကတော့ရွှေချင်းသမားတယောက်ရဲ့တဲအိုတလုံးကိုတွေ့ပါတယ်နှစ်ယောက်သားဒီနေရာမှာယာယီနေဖို့ဆုံးဖြတ်လိုက်ပြီးတဲအိမ်ကိုနေလို့ရအောင်ပြင်ဆင်ကြပါတယ်အရက်ပလင်းတွေ့တော့ဂျုံကဘတ်မမီနိုင်တဲ့နေရာမှာတင်ထားလိုက်ပါတယ်တဲဘေးကချောင်းထဲမှာရေစင်းချူးနေတော့ဂျုံကရွှေတုံးနီတုံးတွေ့တာနဲ့ရွှေကျင်ကြည့်တော့ရွှေစတွေအများကြီးရပါတယ်ဘက်ကပါဂဲလုံးတွေကောက်ပြီးကူညီပေးတော့ဂျွန်ကရွှေခဲလေးကိုနမူနာပြပါတယ်သူထင်ရတွေလိုက်ကောက်နေရင်ရွှေတုံးကြီးကိုရလိုက်ပြီမဲ့ဂျွန်မလို့ချင်တဲ့ဂဲလုံးကြီးအထင်နဲ့ရေထဲပြန်ပြစ်ချလိုက်ပါတယ်ဘက်ကဂျွန်ပြထားတယ်လို့ရွှေစသေးသေးလေးကိုပဲလိုက်ရှာပါတယ်အဲ့ဒီအချိန်မှာပဲဝန်ပလွေမလေးတကောင်ကသူတို့အနာကိုရစ်တီလာလို့တော့ဘက်ကတောထဲကိုသွားချင်နေပါတယ်ဂျုံကလည်းအဝေးကြီးမသွားနဲ့လို့မှာပြီးခွင့်ပြုပေးလိုက်ပါတယ်ဝန်ပလွေမလေးနဲ့တောထဲမှာရှောက်သွားပြီးမိုးချုပ်တော့အင်းပြန်လာပါတယ်အိမ်ကြီးကစလို့ဘက်ကတောထဲကိုပဲနေတိုင်းသွားချင်နေပါလေတရက်မှာဝန်ပလွေအောက်နေတူအမဲလိုက်ရင်ဝန်ပလွေတကောင်ကရေစီးတဲ့ကျသွားတာကြောင့်ဘက်ကညံကောင်းကောင်းနဲ့ကဲပြီးလိုက်ပါတယ်
အဲ့လိုနဲ့ဘက်ကပါသူတို့အဖွဲ့ဝင်ဖြစ်သွားလာရင်နေတိုင်းလိုလိုတော်တဲ့သွားနေတဲ့ဘက်ကိုဂျွန်ကလည်းတတိထားမိလာပြီးဘက်ကဒီတော့အုပ်နဲ့တက်ဆိုင်တယ်ဆိုတာသိလာပါတယ်ဝမ်ဘလေတွေကဘတ်ကိုအမဲလိုက်နီတင်ပေလို့ဘက်ကနေတိုင်းတားကောင်တစ်မျိုးစီယူပြီးအိမ်ပြန်လာတတ်ပါတယ်ဘက်ကဂျွန်နဲ့နေရင်အိမ်မွေးခွေးပဲဖြစ်နေပြီမဲ့ဝမ်ဘလေအုပ်စုနဲ့ဆိုရင်တော့တားရဲတကောင်ဖြစ်နေပြန်ပါတယ်ဂျွန်ကတသက်စာစားမကုန်မဲ့ရွှေတွေကိုလည်းစူးစောင်းမိပြီးဖြစ်ပေမဲ့စားလို့လောက်ယုံရွှေလောက်ကိုပဲယူဖို့ဆုံးဖြတ်ထားပါတယ်သူ့သားရဲ့စန္ဒကိုလည်းကိုစားအကောင့်ထဲပေါ်နိုင်ခဲ့ပြီဖြစ်လို့အိမ်ပြန်တော့မဲ့အချိန်မှာဘတ်ကိုတော့ပြန်မခေါ်သွားတော့ပဲသူနဲ့သက်ဆိုင်တဲ့ဒီနေရာမှာပဲနေခဲ့ဖို့မှာပါတယ်ဘတ်နဲ့နှုတ်ဆက်ခွဲခွာပြီးတဲ့နောက်ဂျွန်တယောက်တည်းပြန်ဟုပြင်ဆင်နေတော့ဟတ်ရောက်လာပါတယ်ဟတ်တာဂျွန်ရဲ့အိမ်ကိုမိရှို့ပြီးဂျွန်ကိုတနတ်နဲ့ပြစ်လိုက်ပါတယ်တနတ်တန်ကိုတောတဲ့ကပတ်ကြားတော့ဂျွန်ရှိရာကိုအမြန်ပြေးလာခဲ့ပါတယ်ဂျွန်စီကရွှေတွေကိုတွေးလိုက်တဲ့ဟတ်ကလောဘဇောတိုင်နေချိန်ဘတ်ရောက်လာပြီးဟတ်ကိုတိုက်ခိုက်ပါတယ်တယောက်တပြန်တိုက်ရင်ဟက်ကိုမိလောင်နေတဲ့အိမ်ထဲပြစ်ထည့်နိုင်လိုက်ပါတယ်လောဘသားဟက်ကနီကုံချုပ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘက်ကဒဏ်ရာရနေတဲ့ဂျွန်ကိုပွေထူပြီးတက်တောင့်တက်တာရှိအောင်သူ့ကိုမှမိပေးထားလိုက်ပါတယ်မကြခင်ဂျွန်ကလည်းဘက်ကိုနှုတ်ဆက်သွားခဲ့ပါတယ်ကြောင်မရှိတော့တဲ့နောက်မှာဘက်ကမိသားစုတစ်ခုရသွားပြီဝမ်ဘလေအုပ်ရဲ့ခေါင်းဆောင်လည်းဖြစ်လာပါတယ်တကယ်တော့တခုခုဒုက္ခရောက်တိုင်းသူအမြဲမြင်နေကြအနက်ရောင်ဝမ်ဘလေဆိုတာတကယ်တိရိစ္ဆာန်မဟုတ်ပဲတောရိုက်ထဲမှာအန်ဒီယေတစ်ခုကြုံလာတိုင်းအန်ဒီယေကိုရှောင်ကွင်းဖို့လမ်းပြပေးနေတဲ့သူ့ရဲ့ပင်ကိုတိစိတ်သူ့ရဲ့တောရိုက်စိတ်ကိုစားပြူပါတယ်ဘက်ကအခုချိန်မှာတော်ရိုင်းတရိစတန်တကောင်းဆိုပေပဲတခါတလေစိုင်းချောင်းနာကဖြတ်သွားမိရင်တော့တချင်းကသူ့အပေါ်မှာနှွေးထွေးခဲ့တဲ့သခင်ကိုတတိယနေစေဖြစ်ပါတယ်